ဗီတာခရိုလီကိုမှတ်မိကြသေးရဲ့လားစိန်တော်ကြီးအတွင်းမှာအဖေကိုလိုက်ရှာရင်လာသမျှလူတိုင်းကိုပစိန်ကင်ပြီးလိုက်သက်လေးရှိတဲ့စိန်တော်တွေကလူသက်မကောင်းဆိုပါကြည်လေသူလက်ကနေဘယ်သူမှလွတ်မြောက်လေးမရှိကြပေမဲ့တူတူချာချာမိန်းကလေးတဦးကတော့လွတ်မြောက်ခဲ့ပူပါတယ်ရှေ့အပိုင်းမှာမယ်ရီဘတ်ဟာဗီတာခရိုလီရဲ့ခေါင်းကိုတနက်နဲ့ပစ်ပြီးအသားနှုတ်ဆင်းတယ်လို့လှုပ်ပစ်ခဲ့ပါတယ်ခရိုလီတည်သွားပြီလို့သူမထင်မှတ်ပြီးအဲ့ဒီနေရာကနေထွက်ခွာသွားခဲ့ပေမဲ့ခရိုလီဟာတည်မသွားပဲပြန်လေထားရလာပါတယ်မယ်ရီကတော့သူမနဲ့အတူပါလာတဲ့မုတ်ဆိုးနှစ်ယောက်ရဲ့အလောင်းတွေကိုလည်းအဲ့ဒီမှာတွေ့ရှိခဲ့ပါတယ်သူတို့ကိုခရိုလီကလွှားဆက်နဲ့အလွန်အမင်းရက်ဆက်စွာဖျက်တောက်တပ်ဖြတ်ထားတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲမယ်ရီဟာဗီတာခရိုလီရဲ့အတန်ကိုရုတ်တရက်ကြားလိုက်ရတာကြောင့်လွှားဆက်ကိုအမြန်နှိုးဖို့စူးစမ်းပါတော့တယ်သူမအကြိမ်ကြိမ်စူးစမ်းပြီးနောက်မှာလွှားဆက်ကနိုးသွားပြီးမြဲဗီတာခရိုလီရောက်လာပြီးသူမကိုဖမ်းကလေထဲမှာကင်မြောက်ထားလိုက်ပါတယ်ခရိုလီရဲ့မျက်နှာဟာတော်တော်လေးဒဏ်ရာရနေပြီးမယ်ရီကဒါကိုအခွင့်ကောင်းယူကောင်သူမရဲ့လက်ကိုခရိုလီရဲ့မျက်နှာတွေထိုးထည့်လိုက်တဲ့အတွက်ခရိုလီတယောက်အလွန်မင်းနာကျင်သွားပြီးသူမကိုလွတ်ပေးလိုက်ရမယ်ရီဘက်နိုးထားတဲ့လွှားဆက်ပေါ်ကိုတဲ့တဲ့ကြီးကျသွားပါတော့တယ်မယ်ရီကလည်းလွှားဆက်ကိုကောက်လိုက်ပြီးခရိုလီရဲ့ခန္ဓာကိုယ်ကိုအလဲကနေနှစ်ပိုင်းဖြတ်တောက်ပစ်လိုက်ပါတယ်အဲဒီနောက်မှာတော့ခရိုလီတဖန်ပြန်မရှင်လာနိုင်အောင်မယ်ရီဟာသူ့ရဲ့ကြေမွနေတဲ့ခေါင်းအပိုင်းစာကိုယူပြီးဒေါ်ရီကနေမြို့ပေါ်ကိုထွက်လာခဲ့ပါတယ်မြို့ရဲရောက်ရောက်ချင်းသူမဟာရဲစခန်းကိုအရင်ဆုံးသွားခဲ့ပါတယ်တကူလုံးသွေးတွေနဲ့ရဲရဲနေပြီးလက်တစ်ဖက်မှာတနက်နောက်လက်တစ်ဖက်မှာလူကောင်းကုန်းကိုကင်ထားတဲ့သူမကိုမြင်တော့စခန်းမှာရှိတဲ့လူအလုံးထိတ်လန့်သွားကြပါတယ်ရဲတွေကသူမကိုဖမ်းဆီးလိုက်ကြပြီးမြဲသူမကတော့ဘာကုန်းမှပြောနိုင်တဲ့အခြေအနေမှာမရှိပဲစိန်တော်တွေကလူတွေအကုန်သေကုန်ပြီးဆိုတာလောက်ပဲပြောနိုင်ခဲ့ပါတယ်ဒါကိုကြားတော့ရဲရရှိတယောက်ကသူ့ရဲ့အဖွဲကိုစိတ်တော်ကြည်စီဆေးလုပ်လိုက်ပါတယ်မယ်ရီကိုလည်းတန်းစင်ပေးပြီးတဲ့နောက်မှာသူမကိုယ်ပေါ်ကသွေးတွေဟာသူမရဲ့သွေးတွေမဟုတ်မှန်းသိလိုက်ရပါတယ်သူမရဲ့ကိုယ်ပေါ်မှာကပုံးပဲတန်ရအနှဲငယ်သားရှိပြီးကြီးကြီးမားမားတန်ရမရှိခဲ့ပါဘူးရဲမှုကသူမကိုစစ်ဆေးမေးမြန်းတဲ့အခါပြီးခဲ့တဲ့2ရက်အတွင်းဖြစ်ပျက်ခဲ့သမျှကိုသူမအကုန်ပြောပြပါတယ်ဒါပေမဲ့စိတ်တော်ထဲမှာလူတွေအများကြီးသိဆုံးသွားပြီးသူမကတော့ဘယ်လိုမျိုးတန်ရအနှဲငယ်နဲ့ပဲအသက်ရှင်လွတ်မြောက်လာတယ်လဲဆိုတာကိုရဲမှုကနားမလည်နိုင်ဖြစ်နေပါတယ်သူဟာဗီတာခရိုလီရဲ့အကြောင်းကိုမယုံကြည်တဲ့အပြင်မယ်ရီဘတ်ကိုပဲလူသက်သမားလို့တန်တရားဝင်နေပါတယ်။အဲဒီအချိန်မှာပဲစိတ်တော်စီကိုလှုပ်လိုက်တဲ့အဖွဲတွေကရဲရရှိတယောက်ဟာဝိုင်ယာလန်နဲ့ဆက်သွယ်လာပြီးစိတ်တော်တွေကအခြေအနေဟာအလွန်ဆိုးရွားနေကြောင်းလူတွေကိုအလွန်ရက်ဆက်စွာတပ်ဖြတ်ထားပြီးအလောင်းတွေရဲ့အခြေအနေဟာကြည့်မကောင်းအောင်ဖြစ်နေကြောင်းပြောပြပါတယ်။ဒါကိုကြားတော့ရဲမှုဟာရန်ဆိုအဆောင်ဖြစ်ထားခဲ့ပြီးစိတ်တော်စီချက်ချင်းထွက်ခွာသွားပါတယ်။အဲဒီအချိန်မှာပဲရဲမှုကြီးရဲ့ဇနီးဟောင်းအာမန်ဒါရောက်လာပါတယ်။သူမဟာချန်နယ်လေးတစ်ယောက်ဖြစ်ပြီးဗီတာခရိုလီအကြောင်းကိုအတော်လေးစိတ်ဝင်စားကအကျဉ်းအတော်ကြာသူတေသနာလုပ်နေသူဖြစ်ပါတယ်။သူမဟာရန်ဆိုကိုဖျောင်းဖျပြီးမယ်ရီကိုစတင်မေးမြန်းပါတယ်။မယ်ရီကဘာမှပြောပြဖို့ဆန္ဒမရှိပေမဲ့အာမန်ဒါကနင်းသားဘာမှမပြောရင်ဒီလောက်များတဲ့လူသက်မှုတွေနဲ့နင်ကျုံးမိကြလိမ့်မယ်။ငါတယောက်ပဲနင်ကိုကယ်နိုင်တယ်လို့ပြောပြီးဆွဲဆောင်တဲ့အခါမှာဖြစ်ပျက်ခဲ့သမျှကိုအာမန်ဒါကိုပြောပြလိုက်ပါတယ်။မယ်ရီကတော့ဗီတာခရိုလီကိုတက်လိုက်ပြီလို့အသေးချာရှုံချနေပေမဲ့အာမန်ဒါကဝိညာဉ်လောကမှာဗီတာခရိုလီလိုတရေတွေကိုထက်ခါဖြစ်ပေါ်သူများလို့ခေါ်ကြောင်းသူတို့ကိုဘယ်တော့မှတက်လို့မရပဲဘယ်လိုအခြေအနေမျိုးမှမစိုးပြန်လေရှင်တန်လာစမြဲဖြစ်ကြောင်းပြောပြပါတယ်။ဒါပေမဲ့မယ်ရီကတော့သူမခရိုလီကိုတက်လိုက်ပြီလို့ပဲအခမ်းအနားပြောဆိုနေပါတယ်။တစ်ဖက်မှာတော့စိန်တော်တဲကိုစေဖွဲရောက်ရှိလာပြီးအလောင်းတွေကိုစုဆောင်နေကြပါတယ်။အဲဒီမှာသူတို့ကဗီတာခရိုလီရဲ့ရုပ်အလောင်းကိုပါတွေ့ရှိသွားပြီးအဲ့တဲကလူနာတင်ကားပေါ်တင်ဆောင်လာကြပါတယ်။အလောင်းတွေစုဆောင်ရင်ညဘက်ရောက်သွားခဲ့ပေမဲ့သိန်းစရာအလောင်းအချို့ကြံ့နေပါသေးတယ်။လူနာတင်ကားပေါ်မှာအလုံးလုံးနေတဲ့ ready ဆိုတဲ့ကောင်လေးဟာဒူဆန်နဲ့အတန်တစ်ခုကြားလိုက်ရလို့လှည့်ကြည့်လိုက်တဲ့အခါဗီတာခရိုလီကလျှက်စစ်ရှော့တိုက်တဲ့ဆန်နဲ့သူ့မျက်နှာကိုကပ်ပြီးမျက်နှာတစ်ခုလုံးပောက်ကွဲထွက်သွားအောင်လှုပ်ပြလိုက်ပါတယ်။အတန်ကြားလို့ရဲရရှိတယောက်သွားစစ်တဲ့အခါလှေထဲကနေခရိုလီထွက်လာတာကိုတွေ့ရပါတယ်။ရဲရရှိကခရိုလီကိုတနက်နဲ့ဇက်တိုက်ပစ်ခတ်လိုက်လို့ခရိုလီလေးကျသွားတဲ့အတွက်ရရှိကခရိုလီသေးပြီလို့ထင်လိုက်ပါတယ်။ဒါပေမဲ့ခရိုလီကချက်ချင်းပြန်ထားလာပါတယ်။ဟမ်မီတန်ကရန်ဆိုကိုဆက်သွယ်ဖို့စူးစမ်းခဲ့ပေမဲ့ဘာမှမပြောရသေးခင်မှာပဲခရိုလီကသူ့ကိုတပ်ပစ်လိုက်ပါတယ်။အခြားတစ်ဖက်မှာတော့ရန်ဆိုဟာဟမ်မီတန်ရဲ့အော်ဟစ်တန်တွေကိုပဲကြားနေရပြီးအမန်ဒါကတော့ခရိုလီပြန်ရောက်လာပြီဆိုတာချက်ချင်းသိလိုက်ပါတယ်။အမန်ဒါကဗီတာခရိုလီကိုအပေးတိုင်ဘလို့တက်ရမလဲဆိုတာသူမှသိတယ်လို့ပြောပြီးမယ်ရီကိုလွတ်ပေးဖို့ရန်ဆိုကိုတောင်းဆိုပါတယ်။ရန်ဆိုကအစာပိုင်းမှာနားမထောင်ပေမဲ့တစ်ဖက်မှာခရိုလီကရဲတွေနဲ့ဆရာဝန်တွေကိုတယောက်ပြီးတယောက်တပ်ဖြတ်နေတဲ့အော်ဟစ်တန်တွေကိုကြားရတဲ့အခါမှာတော့အမန်ဒါကိုယုံကြည်ပြီးမယ်ရီကိုလွတ်ပေးလိုက်ပါတယ်။အဲဒီအချိန်မှာပဲရဲမင်းကြီးဟာသူ့အဖွဲ့နဲ့အတူအခင်းဖြစ်ပွားရာကိုရောက်လာတယ်လို့ဒိုင်လာဦးဆောင်တဲ့ SWAT အဖွဲ့ကလည်းစစ်စင်ရေးကိုတာဝန်ယူဖို့ရောက်ရှိလာပါတယ်။အမန်ဒါဟာမယ်ရီဘတ်နဲ့ရန်ဆိုတို့ကိုခေါ်ပြီးလူတစ်ယောက်ရဲ့အိမ်ကိုသွားပါတယ်။အဲဒီလူဟာဗီတာရဲ့အဖေနဲ့တူရီသောဆွေမျိုးဖြစ်ပြီးသောမတ်ရဲ့အယိုးပြအိုးဟာလည်းသူ့စီမှာရှိနေတာပါ။အမန်ဒါရဲ့အစီအစဉ်ကတော့ခရိုလီဟာအခုဒီသူ့အဖေကိုလိုက်ရှာနေတာဖြစ်တဲ့အတွက်
မေရီကသူ့ဖေရဲ့အယိုးပြကိုခရိုလီရဲ့လက်ထဲကိုကိုယ်တိုင်ပေးရလိုက်ရင်ခရိုလီဟာဘာမှမလုပ်တော့ပဲပြန်သွားလိမ့်မယ်ဆိုတာပါပဲဒါပေမဲ့မေရီကဒီစီစဉ်ကိုလုံးဝသဘောမတူပါဘူးအာမန်ဒါကအဲ့ဒီလူစီကနေအယိုးပြအိုးကိုတောင်းပြီးမဲ့သူကလည်းလုံးဝမပေးပါဘူးနောက်ဆုံးဘာမှလုပ်လို့မရတော့တဲ့အခါအာမန်ဒါကရန်ဆိုရဲ့တနက်ကိုယူပြီးအဲ့ဒီလူကိုချိန်ကအယိုးပြအိုးကိုယူပြီးထွက်ပြေးခဲ့ကြပါတယ်တစ်ဖက်မှာတော့ဒေါ်ထဲမှာ SWAT အဖွဲ့တစ်ခုလုံးကအဲ့ဒီနေရာကိုစစ်ဆေးဖို့ရှေ့ဆက်သွားနေရင်နေရာတိုင်းမှာလူသေးလောင်းတွေကိုပဲတွေ့နေရပါတယ်အဲ့ဒီအလောင်းတွေကိုကြည့်ပြီးသူတို့နောက်ရောက်ခံလိုက်ကြပြီးမဲ့အလောင်းတွေရဲ့အခြေအနေကအတော်လေးဆိုးရွားလွန်းတာကြောင့်အဖွဲ့သားတွေပါစိတ်မသက်မသာဖြစ်လာကြပါတယ်အဲ့ဒီအချိန်မှာခြုံပုတ်ထဲကနေတယောက်ယောက်ထွက်လာပါတယ်ဒါပေမဲ့အဲ့ဒါကဗစ်တာခရိုလီမဟုတ်ပဲအန်ဒရူးဖြစ်နေပါတယ်သူကဗစ်တာခရိုလီဟာလူတိုင်းကိုတပ်ပစ်လိုက်ပြီးဖြစ်ကြောင်းနဲ့အသက်ဘေးကနေအမြန်ထွက်ပြေးကြဖို့ပြောပါတယ်တောင်ကြားတော်ရဲမှုကစစ်တပ်ကိုအကူအညီတောင်းဖို့လုပ်ပေမဲ့တိုင်လောင်ကရေဒီယိုကိုရိုက်ခွဲပစ်လိုက်ပြီးဒီအချိန်တွေကိုသူ့ကိုယ်တိုင်ကင်တွယ်နိုင်တယ်လို့ဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲခြုံပုတ်ထဲကလှုပ်ရှားမှုတစ်ခုကိုခန်းစားလိုက်ရလို့သူတို့အားလုံးမိကုန်ရန်ကုန်ပြစ်ခတ်လိုက်ကြပါတယ်ပြစ်ခတ်မှုအပြီးတိုင်လာသွားစစ်ဆေးတဲ့အခါမှာတော့ဒေါ်ရိုင်းတရိတ်ဆန်လေးတကောင်ဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်ဒါပေမဲ့ရှင်နာကနေခရိုလီရဲ့အတန်ထွက်လာတာကြောင့်သူတို့တွေအနောက်ကိုဆုတ်ခွာရင်းခရိုလီရဲ့အိမ်နာအထီကိုရောက်သွားကြပါတယ်အားလုံးဟာတတိကြီးကြီးထားပြီးခြေလန်းလန်းနေကြတော့မှာပဲတစ်ဖက်ကနေခရိုလီထွက်လာပြီးရဲရရှိတယောက်ကိုရက်ဆက်စွာတတ်လိုက်ပါတယ်နောက်ရရှိတယောက်ကိုတော့ကျင်းနဲ့ချိန်ပြီးသူ့ဘက်ကိုဆွဲခေါ်သွားပါတယ်အတူတပွဲကလည်းခရိုလီကိုဝိုင်းပစ်ကြပြီးမဲ့သူကတော့အရာရှိကိုဆက်ဆွဲနေတော့မှာပဲရဲမှုကရှေ့တိုးပြီးကျိုးကိုဖြတ်ကကဲဖို့စူးစမ်းပြီးမဲ့ခရိုလီကအရာရှိရဲ့ပါဇက်ကိုဆွဲဖြဲကတပ်ပစ်လိုက်ပါတယ်အပွဲသားတွေကလည်းကြောက်လန့်တကြားနဲ့ထပ်မံပြစ်ခတ်ကြပြန်ပါတယ်ဒိုင်လာကခရိုလီကိုဝိုင်းထားဖို့အမိန်ပေးလိုက်ပေမဲ့သူတို့တွေလူစုခွဲလိုက်တာနဲ့တပြိုင်နက်ခရိုလီကအခွင့်အရေးယူပြီးတယောက်ပြီးတယောက်ထပ်တက်ပါတော့တယ်အရာရှိတွေဝိုင်းဖမ်းကြပေမဲ့ခရိုလီကတစ်ချက်တည်းနဲ့အားလုံးကိုလှုပ်ပြလိုက်ပါတယ်ဘယ်သူမှသူ့ကိုမရှင်းနိုင်သလိုတနက်ကြည်စံတွေကလည်းသူ့ကိုယ်ပေါ်မှာပါအာနီသည်မှမရှိပါဘူးတိုင်လာရဲ့တနက်ကလည်းကြီးကုံသွားတဲ့အခါနှစ်ယောက်သားလက်ပလာနဲ့တက်ပုတ်ကြပါတယ်ဒါပေမဲ့ခရိုလီကအခွင့်အရေးမပေးဘဲတိုင်လာရဲ့ကြော်ရိုးကိုခေါင်းကုံနဲ့အတူဆွဲနှုတ်ပြီးအပြင်ကိုလွှင့်ပစ်လိုက်ပါတယ်ဒါအုံမြင်တော့ကန်တီကဒေါသတကြီးနဲ့ RPG နဲ့ပစ်ထည့်လိုက်တော့ခရိုလီရဲ့အိတ်တစ်ခုလုံးပြက်စီးသွားပါတယ်ကန်တီကဗစ်တာခရိုလီကိုသူတယောက်တည်းတတ်နိုင်ခဲ့ပြီးဆိုပြီးအောင်ပွဲခံနေတော့ခရိုလီကရှေ့ကနေပေါ်လာပြီးကန်တီရဲ့ခြေလက်တွေကိုဆွဲဖြတ်ကောင်ရက်ဆက်စွာတက်ပြစ်လိုက်ပြန်ပါတယ်အဲ့ဒီအချိန်မှာရဲမူအန်ဒရူးနဲ့မီကာလာတို့ဟာအသက်ဘေးကနေလွတ်ဖို့လူနာတင်ကားထဲဝင်ပြီးတကားပိတ်ထားလိုက်ကြပါတယ်ရဲမူကလီဘုံကရေဒီယိုကနေတဆင့်စစ်တပ်ကိုဆက်သွယ်နိုင်ခဲ့ပါတယ်ဒါပေမဲ့သူကတနက်သမားအများအပြားသူတို့ကိုပြစ်ခတ်နေတယ်လို့လိန်ပြောလိုက်ပါတယ်ဘာလို့လဲဆိုတော့ဗစ်တာခရိုလီလို့ပြောရင်စစ်တပ်ကမယုံမဲ့တက်ကူလို့ဖို့နေနေတာတောင်အဆောင်တစ်ယောက်တောင်လှုပ်မှာမဟုတ်လို့ပါပဲလူနာတင်ကားထဲမှာသူတို့ကိုသူတို့လုံခြုံပြီးလို့ထင်နေတော့မှာပဲခရိုလီကစနစ်ကားကိုစတင်ဖြတ်တောက်ပါတော့တယ်ကားမှာအပေါက်ကြီးဖြစ်သွားတဲ့အခါအန်ဒရူးကသူ့ရှေ့ကတူကိုယူဖို့စူးစမ်းပေမဲ့ခရိုလီကသူ့ကိုဖမ်းလိုက်ပါတယ်မီကာလာကတူနဲ့ခရိုလီရဲ့လက်ကိုရိုက်ပြီးအန်ဒရူးကိုကယ်လိုက်ပါတယ်အဲ့ဒီအချိန်မှာအာမန်ဒါဘရန်ဆိုနဲ့မေရီတို့ဟာခရိုလီရဲ့အိမ်နာကိုရောက်လာပြီးအာမန်ဒါကခရိုလီကိုအော်ခေါ်ပါတယ်အတန်ကြားတော့ခရိုလီကလူနာတင်ကားနာကနေထွက်သွားပါတယ်အာမန်ဒါရဲ့အတန်ကိုရဲမှုကမှတ်မိသွားပြီးအပြင်ကိုထွက်အခေါ်မှာခရိုလီကသူ့ကိုဖမ်းပြီးမျက်နှာကိုဖျက်ဆီးပစ်လိုက်ပါတယ်ဒီအခါရဲမှုရဲ့တနက်ဟာမီကာရဲ့ရှေ့ကိုကျလာပြီးမဲ့သူမကောက်ဖို့စူးစမ်းစင်မှာပဲခရိုလီကသူမလက်ကိုလှန်ဆဲလိုက်ပြီးအပြင်ကိုဆွဲထုတ်ကတစစီလှုပ်ပစ်လိုက်ပါတယ်အန်ဒရူးကတော့ဘာမှမကူညီနိုင်ပဲသူမသေသွားတာကိုသာညှိပြီးကြည့်နေခဲ့ရပါတယ်နောက်ဆုံးမှာတော့ခရိုလီဟာအာမန်ဒါတို့စီရောက်လာပြီးဖြစ်ပြီးအာမန်ဒါကသောမတ်ရဲ့အယိုးပြအိုးကိုမေရီရဲ့လက်ထဲထည့်ပေးလိုက်ပါတယ်ခရိုလီကအယိုးပြကိုမြင်တော့အနှဲငယ်ငြိမ်ချသွားပါတယ်မေရီကလည်းသူမအဖေလှုပ်ခဲ့သမျှအတွက်တောင်းပန်ပြီးအယိုးပြအိုးကိုခရိုလီရှေ့မှာချထားပေးလိုက်ပါတယ်ခရိုလီကအယိုးပြအိုးကိုယူဖို့ရှေ့တိုးလာတဲ့အခါဘရန်ဆိုကခရိုလီဟာမေရီကိုတတ်တော်မယ်လို့အထင်မှားပြီးတနက်နေလှမ်းပစ်လိုက်ပါတယ်သူကတော့ခရိုလီသေးပြီလို့ထင်နေတော့ခရိုလီကပြန်ထလာပြီးသူ့ကိုနှစ်ပိုင်းကွဲအောင်ဆွဲဖြဲတက်ပစ်လိုက်ပါတယ်ဒီအချိန်အာမန်ဒါကအယိုးပြအိုးကိုကောက်ပြီးမေရီကိုပြစ်ပေးကခရိုလီကိုနောက်တစ်ချိန်ထပ်ပေးဖို့ပြောပါတယ်ဒါပေမဲ့ခရိုလီကအာမန်ဒါကိုဖမ်းလိုက်ပြီးအရှင်လက်လက်ခေါင်းကိုဆွဲဖြုတ်ကတက်ပစ်လိုက်ပါတော့တယ်အဲ့နောက်သူဟာမေရီကိုတင်းငုံမှာထိုးဆိုင်ထားလိုက်ပြီးတက်ပစ်ဖို့လုပ်တဲ့အချိန်မှာမေရီကအယိုးပြအိုးနဲ့ခရိုလီရဲ့ခေါင်းကိုရိုက်ခွဲလိုက်ရအောင်ဖခင်ဖြစ်သူရဲ့အယိုးပြတွေခရိုလီရဲ့ကိုယ်ပေါ်ကြာကုန်ပါတယ်အယိုးပြတွေနဲ့ထိမိတာနဲ့ခရိုလီရဲ့ခန္ဓာကိုယ်ဟာစတင်အရေးပြောဝင်လာပြီးမေရီကလည်းတစ်ကိုင်းကိုချိုးကတစ်ပင်ကနေလှုပ်အောင်ရှုံထွက်ခဲ့ပါတယ်သူမဟာတနက်ကိုကောက်ပြီးခရိုလီပြန်ရှင်လာမှာကိုစောင့်ကြည့်နေပေမဲ့ဒီတစ်ခါမှာတော့ခရိုလီရဲ့ကံကြမ္မာကမကောင်းတော့ပါဘူးသူပြန်ရှင်မလာတော့ပဲဂျန်နေသေးတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုမေရီကတနက်နဲ့အပိုင်းပိုင်းပြစ်ခွဲလိုက်ပါတယ်ခရိုလီကတော့အယိုးတွေအထိလောင်ကျွမ်းသွားခဲ့တာကြောင့်အပီးတိုင်သေဆုံးသွားခဲ့ရပါပြီမေရီရဲ့ခြေနေကလည်းအတော်လေးဆိုးရွားနေခဲ့ပြီဖြစ်ပြီးအဲ့ဒီအချိန်မှာစစ်တပ်ကအရာရှိတွေရောက်လာကြပြီမဲ့
မယ်ရီဟာပြင်းထန်လွန်တဲ့ဒဏ်ရာတွေကြောင့်အသက်ရှူရက်လူနီးပါးဖြစ်နေခဲ့ကောင်ဇလန်းလေးလေးပြီးဆုံးသွားပါတော့တယ်